20ကီလိုမီတာကျော်တဲ့ half marathon ကို90မိနစ်26စက္ကန့်တီးနဲ့ပြေးဝင်သွားတဲ့စက်ရုပ်တရုပ်အကြောင်းတွေးချင်ရင်တကယ်ကိုအံ့သွားရပါပဲဟိုလေ1ကီလိုမီတာကို2မိနစ်ခွဲလောက်ပဲကြာတာဆိုတော့လူသားနဲ့တောင်လိုက်မမိတဲ့အရှိန်ပေါ့နော်ဒီကနေ့အစီအစဉ်မှာတော့ဧပြီလ19ရက်နေ့ကဘေကျင်းမြို့အီထောင်းမှာလုပ်ခဲ့တဲ့2016ခုနှစ်လူပုံစံစက်ရုပ် half marathon ပြိုင်ပွဲကအချက်လက်တွေကိုအသေးစိတ်လေ့လာဆွေးနွေးသွားမှာပါအဓိကကတော့ဒီစက်ရုပ်တွေဘယ်လိုနည်းနဲ့ဒီလိုမြန်မြန်ပြေးနိုင်လာလဲဆိုတာကိုသေချာလေးတူးဆော်ကြည့်ရမယ်ပေါ့နော်ပြိုင်ပွဲရလက်တွေကတကယ်ကိုမယုံနိုင်စရာပါပဲဗျာဟို Honor Corporation ကထုတ်တဲ့ Team Kilian Dashin ရဲ့ Lightning စက်ရုပ်ကပထမရသွားတာလေနေပေါင်း50မိနစ်လောက်နဲ့ပန်းမင်တယ်ဆိုတာကတကယ်တော့လူတွေအတွက်တောင်တော်တော်လေးမြန်တဲ့အချိန်ဖြစ်နေတာလေဟုတ်တယ်ဗျာပိုပြီးအန်တော်ဖို့ကောင်းတာကဒုတိယနဲ့တတိယနေရာတွေကိုပါ Honor ရဲ့အလိုအရောက်ထိန်းချုပ်စက်ရုပ်တွေဖြစ်တဲ့ Team Lighting Shandian နဲ့ Team Xinhu Liao Yuan တို့ကပဲအတီးတီးယူသွားတာပါတမနီကိုရနဲ့ချင်းတစ်ဖက်သက်စရုပ်တရုပ်ကဒီလိုပြေးဖို့ဆိုတာမလွယ်ဘူးလေဟုတ်တာပေါ့လူတွေတောင်ဟန်ချက်ညီအောင်တော်တော်လေးထိမ့်ပြေးရသေးတာပဲလေအဲ့ဒါကဒီ kitted algorithm တွေရဲ့စွမ်းအားလို့ပဲပြောရမှာပေါ့ဗျဟိုစရုပ်တရုပ်ပြေးနေတဲ့အချိန်မှာမြေပြင်အနေအထားရဲ့ကိုအလေးချိန်ရွှေပြောင်းမှုရဲ့လေတိုက်နှုံးရဲ့စတဲ့အချက်လက်တွေကို sensor တွေကနေတစ်စက္ကန့်အတွင်းအချိန်ရာနဲ့ချီတွက်ချက်ရတာလေဆိုလိုတာကလက်ညှိုးပေါ်မှာတမျက်စီးတောင်ကိုမလေးအောင်ထောင်ပြီးပြေးထွားနေရတယ်လို့မျိုးရှုပ်ထွေးတဲ့တွက်ချက်မှုတွေကိုလုပ်နေရတာပေါ့အတီးကြပဲဗျစက်ရုပ်ရဲ့ဦးနှက်ကတမဟုတ်ချင်းဆုံးဖြတ်ပြီးမော်တာတွေကိုအဆက်မပြတ်ထိန်းချုပ်ပေးနေလို့ဒါအခုလိုမလေးပဲပြေးနိုင်တာပါဒါပေမဲ့ဒီနေရာမှာကျွန်မသတိထားမိတဲ့နောက်ထပ်ထူးဆန်းတဲ့ချက်တစ်ခုရှိသေးတယ်ရှင်မတန်းတွေရဆိုရင်ဂျူရင်ချစ်တူလို့ခေါ်တဲ့အဝေးထိန်းစက်ရုပ်က48မိနစ်19စက္ကန့်နဲ့ပေါင်းမှန်သွားတယ်လို့တွေ့ရတယ်ဟုတ်တယ်ဗျပုံမြန်တယ်ဟုတ်တယ်လေပုံမြန်တယ်ဒါပေမဲ့ तू ကပထမစုမရဘူးဖြစ်နေတယ်အဲ့ဒါဘာလို့လဲပုံမြန်တဲ့စက်ရုပ်ကဘာလို့ရှုံးသွားရတာလဲအဲ့ဒါကဟိုတမင်တက်ချမှတ်ထားတဲ့အမှတ်ပေးစီးမြင့်တစ်ခုကြောင့်ပါဗျာပြိုင်ပွဲမှာအလိုလျောက်ထိန်းချုပ်မှုစနစ်နဲ့အဝေးကနေလူကထိန်းချုပ်တဲ့စနစ်ဆိုပြီးနှမျိုးရှိပေမဲ့အမှတ်ပေးချိုးကမတူဘူးလေအချိုးတတ်မှတ်ချက်ကွာသွားတာကိုဟုတ်တယ်ဗျာအလိုလျောက်စနစ်ကိုအချိုးတစ်တတ်မှတ်ထားပြီးအဝေးထိန်းစနစ်ကိုတော့တစ်တထမနဲ့မြောက်ရတာအဲ့ပြီးတော့48မိနစ်ကျော်နဲ့ဝင်လာတဲ့အဝေးထိန်းဂျူရင်ချစ်တူကိုအချိုးနဲ့တွားလိုက်တော့9-9မိနစ်အထိဖြစ်သွားတာပေါ့အဝေးထိန်းစက်ရုပ်ထက်ဆိုင်သူ့ဘာသာအဓာတ်စီးတွေကိုမြင်ပြီးရှောင်ရောက်နိုင်တဲ့စက်ရုပ်ကိုပို့ပြီးအတိမတ်ပြုခြင်းတဲ့သဘောပေါ့မှန်တာပေါ့ဗျာအဝေးထိန်းစနစ်ဆိုတာကနောက်ကနေလူကတွဲပေးနေတာကိုဒီပြိုင်ပွဲရဲ့အဓိကရွေးချက်ကစက်ရုပ်တွေကိုမြန်ပြေးခိုင်းဖို့တတ်ထက်ပတ်ဝန်းကျင်ကိုကိုယ်တိုင်နားလည်ပြီးလွတ်လပ်စွာလှူရှားနိုင်တဲ့စစ်မှန်တဲ့ဉာဏ်ရည်တူနည်းပညာကိုအားပေးချင်တာပါဒီညမှာတကယ်ကိုအံ့တော်စရာအကောင်းဆုံးကပြောင်းလဲတိုးတက်လာတဲ့အရှင်အဟုန်ပဲနော်ဟုတ်တယ်ဗျဒီနေ့ဆိုပြိုင်ပွဲဝင်အထင်ရည်တက်ကမိနစ်က20ကနေအခု100ကျော်ထိများလာတာတွေ့ရတယ်အသင်အရေးအတွက်တင်မကားဘူးရှင်အချိန်ကွာခြားချက်ကတော်တော်လေးကိုမြန်လာတာမိနစ်ကအနိုင်ရခဲ့တဲ့တီအောင်ကုန်း Ultra ဆေးရုပ်ဆိုရင်နာ40မိနစ်လောက်ကြာခဲ့တာလေအခု1နှစ်တဲနဲ့90မိနစ်ထိကြာသွားတာဆိုတော့တာမန်တိုးတက်မှုမျိုးတော့မဟုတ်တော့ဘူးတကနီးပညာရဲ့တဟုန်တိုးတက်လာမှုကိုရှင်းရှင်းလင်းလင်းပြသနေတာပဲဗျဟိုလူသားတွေရဲ့လေရင်တီထွင်မှုတမိုင်းမှာပထမဆုံးလေရင်ပြန်တမ်းမှုကနေလကမာဖော်တိချနိုင်တဲ့အထိဆယ်စုနှစ်တွေချီကြာခဲ့ပေမဲ့စေယုံနီးပညာမှာတော့အဲ့ဒီလောက်အချိုးအကွေ့ကြီးတဲ့တိုးတက်မှုကိုတစ်နှစ်အတွင်းမှာတင်ညင်လာရတာလေဟုတ်ပါဟောဝက်ပိုင်းရောနော်ဘီ algorithm တွေရဲ့တည်ငြိမ်မှုရောကတမိုင်းတင်လော့ကိုခုံပြန်ကျော်လာသွားခဲ့တာပဲမှန်ပါဗျလူသားတွေကလက်နဲ့ချီလေ့ကျင့်ရပါမယ်ဒီစက်ရုပ်တွေကကျတော့ software update တခုလုပ်လိုက်တာနဲ့တင်ချက်ချင်းပုံမြန်သွားနေတာကိုတကယ်စိတ်ဝင်စားစရာပါပဲဒီအချက်လက်တွေကိုကြည့်ရင်ဒါခန္ဓာရည်ကိုစမ်းတက်တဲ့အစဖြူမှုလေးတခုတတ်မဟုတ်တော့ဘူးဆိုတာထင်ရှားပါတယ်ဟုတ်တယ်ဗျ she is happy သူရဲ့စွမ်းဆောင်ရည်ကအကန့်အသတ်မရှိတိုးတက်နေရုံမှာတေးကြတယ်အဲ့ဒီတော့ဒီပလိုင်ပွဲကနေပေါ်ထွက်လာတဲ့မေးခွန်းတစ်ခုနဲ့ပဲဒီကနေ့ရဲ့အသေးစိတ်လဲလာဆွေးနွေးမှုကိုရနာချင်ပါတယ်ရှင်ဟိုစက်ရုပ်တွေဟာလူသားတွေထက်ပိုမြန်မြန်ပြေးနိုင်မယ်ကိုယ်လိုက်လဲလမ်းကြောင်းတွေရွေးချယ်နိုင်မယ်ပြီးတော့နှစ်စဉ်နှစ်တိုင်းလဲအခုလိုအစမတန်တိုးတက်လာနေတယ်ဆိုရင်နောက်တစ်ချိန်မှာလူသားတွေချီရှင်ပြိုင်ကြတဲ့မာရသွန်ပြိုင်ပွဲတွေဟာတမိုင်းဝဲအမတ်တရကစားပွဲတွေအနေနဲ့ပဲကြံရစ်ထင်မလားဒါမှမဟုတ်လူနဲ့စက်ရုပ်တွဲဖက်ရှင်ပြိုင်ရတဲ့အားကစားပြိုင်ပွဲအသစ်တွေများထပ်ပေါ်လာမလားဆိုတာကတော့တကယ်ကိုရင်ခွန်းစရာပါပဲဗျာ